ရှင်းလန်ဆိုတဲ့စကားလုံးကိုမြင်လိုက်တဲ့အချိန်မှာကျွန်တော်မျက်ရည်တွေပေါက်ခနဲကြားသွားတော့တာပဲစူးဟန်ဟန်မိမတကယ်ကက်စင်းနေလေးပဲလေလူလန်လေးပဲဟာကျွန်တော်ငိုလဲငိုရဲလဲရဲနေမိတယ်မိလောင်အောင်မှာကျွန်တော်နင်းညာမပြတ်လွန်းဆွနေခဲ့ရတဲ့ဝစ်စုံဒီနဲ့အရေးလေးကအရင်ကထက်ပိုပြီးရှင်းရှင်းလင်းလင်းပေါ်လာခဲ့လေသူဘာမှမပြောဘဲနဲ့သူ့မျက်လုံးတွေကအရာအားလုံးကိုပြောပြနေတယ်အဲ့ဒီနေ့ကကျွန်တော်ကိုကာကွယ်ပေးရင်းနဲ့သူပြအဆုံးသွားတာမဟုတ်ပဲအားကုန်ဆွဲမိနစ်နစ်ကြိတ်ကြိတ်အိပ်ပျော်သွားခဲ့တာပါကျွန်တော်ရဲ့လွန်းဆွချင်းတွေဘဝကိုကောင်းကောင်းမွန်မွန်ဖတ်တိုင်းခြင်းနဲ့ကြိုးစားခြင်းတွေနဲ့ဒီအိမ်လူကိုဆက်ပြီးထိမ့်သိမ်းထားခြင်းကသူ့ကိုပြန်ပြီးနိုးသွားအောင်လုပ်ခဲ့တာပါဘာလို့ထွက်မသွားတာလဲမင်းရဲ့အမုန်းတရားတွေလည်းပြေသွားပြီပဲသွားစင်တဲ့နေရာကိုသွားလို့ရပြီလေလို့ကျွန်တော်မေးလိုက်တော့သူကဘာမှပြန်မပြောပဲဖက်နှက်စင်ဘက်ကိုလက်ညှိုးထိုးပြတယ်ကျွန်တော်သွားကြည့်လိုက်တော့ဖက်နှက်တွေဘေးမှာတခါမှမမြင်ဘူးတဲ့အမျိုးသမီးစီအိမ်တွေးစီဖက်နှက်အစ်စ်လေးတစ်စုံရှိနေတယ်အဲ့ဒါကကျွန်တော်မကြခင်မှာပဲဘာရည်ရွယ်ချက်မှမရှိပဲဝယ်လိုက်ခဲ့တဲ့ဖက်နှက်လေးပါဘဝကအစားကပြန်ဆသွားတယ်လို့ဖြစ်နေပြီမဲ့အရာအလုံးကတော့မတူတော့ဘူးသူ့ရဲ့အပြုံးလေးကိုကြည့်ရင်ကျွန်တော်လည်းလိုက်ပြုံးလိုက်မိတယ်ဟုတ်ပါတယ်ဘာလို့ထွက်သွားရမှာလဲဒါကသူ့အိမ်ပဲလေကျွန်တော်လည်းသူ့ရဲ့မိသားစုပဲနေရောင်ကြီးတွေကပဒင်းပေါက်ကနေဖျားချနေပြီးအချင်းချင်းမိခိုးနေတဲ့ဝိညာဉ်နှစ်ဦးကိုလင်းလက်စေခဲ့လေကျွန်တော်တို့ဟာဒီစီခိုင်းတဲ့မြို့ကလေးကြီးထဲမှာတဦးတယောက်အထူးခြားဆုံးမိသားစုအဖြစ်အတူတကွဆက်လက်ရှင်သန်သွားဦးမှာပါပြီးတော့ဘယ်တော့မှအကျွေးမကျဲနိုင်တဲ့အဲ့ဒီချိုးမြင်းမြင်နဲ့အကျွေးစရဲလေးတွေကိုလည်းဆက်ပြီးရေးမှတ်သွားကြဦးမှာပေါ့